ကျွန်တော်အေးဘော်ဌာနမှာဆိုလို့ရှိရင်အေးဘော်ဌာနရဲ့ပါမောက္ခဌာနမှုပေါ့နော်ဒီပါမောက္ခကြီးကိုယ်တိုင်ဥဆောင်ပြီးတော့ရင်အထူးကုဆရာဝန်တွေရှိတယ်လက်ထောက်ဆရာဝန်တွေရှိတယ်ဒါအေးဘော်ဌာနနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေကနေပြီးတော့ရင်လူနာတွေရောက်လာလို့ရှိရင်သူတို့ကဒီလူနာတွေရဲ့ဒါ life saving လို့ခေါ်တယ်ပေါ့နော်အသက်ရှင်တန်ဖို့အရေးကြီးဆုံးအနေနဲ့လှုပ်ဆောင်ပေးနေရရှိပါတယ်အဲ့ဒါပြီးတော့မှသက်ဆိုင်ရာအထူးကုဆရာဝန်တွေကိုကျွန်တော်ခေါ်ပြတယ်အဲ့ဒါမလုပ်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကသွေးပေါက်စစ်ဆေးတာတို့လိုအပ်လို့ရှိရင် CT ရိုက်တာဓာတ်မှန်ရိုက်တာဒီကိစ္စတွေအကုန်လုံးလုပ်ပါတယ်အဲ့လိုမျိုးလူနာရဲ့ယောဂလက္ခဏာတွေကိုရှာဖွေပြီးတော့ရင်သက်ဆိုင်ရာအထူးကုတွေနဲ့ကျွန်တော်ပြပေးပါတယ်အခုလိုအပ်တဲ့လူနာတွေကိုဆိုလို့ရှိရင်ကျွန်တော်ကဆေးရုံတင်ပါတယ်ဆေးရုံတင်တော့အတွင်းလူနာဖြစ်တင်ပြီးတော့သက်ဆိုင်ရာလူနာကုသဆောင်ဌာနတွေကနေပြီးတော့ဒီလူနာတွေကိုဆက်ပြီးတော့ကြည့်ရှုပြုစုဆောင်ရှောက်ကုသမှုတွေပေးပါတယ်တချို့လူနာတွေဆိုလို့ရှိရင်တော့အိမ်ကလာတော့ထားတော့ဘိုက်အောင်တယ်ဆိုပြီးတော့အရန်ကြီးဘိုက်တွေနာပြီးတော့ရောက်လာတယ်ဒီရောက်တဲ့အခါမှာကျွန်တော်စမ်းသပ်စစ်ဆေးမှုတွေလုပ်လိုက်တယ်ဒီဘိုက်အောင်တဲ့ဟာဆေးရုံတင်ရလာအောင်မဖြစ်ဘူးတကယ်လေလိုအပ်တဲ့ treatment တွေဆိုလို့ရှိရင်ကျွန်တော်အေးဘော်ဌာနမှာပေးပါတယ်သူကတက်တာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အေးဘော်ဌာနမှာကုသမှုပေးပြီးတော့ရင်ဒီလူနာတွေကိုပြန်ဆင်းပေးလိုက်တာရှိပါတယ်ဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အသုံးဝင်တဲ့အကြောင်းအရာလေးကိုကြည့်ရှုရတာနှစ်သက်တယ်ဆိုရင် Grace Twin Hair YouTube Channel ကို Subscribe လုပ်ဖို့မမေ့နဲ့နော်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေမေးခွန်းရှိရင်လည်း comment မှာရေးခတ်ပေးပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်